မိဘများကတသမီများကိုမဖြစ်မနေပြောပြတဲ့အချက်ရှစ်ချက်မိသူနဲ့စကားပြောသည်ဖြစ်စေကျဲလောင်ပြီးယုံကြည်မှုရှိရှိပြောဆိုပါမျက်လုံးချင်းစုံဖို့ဝန်မလေးပါနဲ့လူတွေနဲ့ဆက်ဆံခံရမှာကိုမကြောက်ပါနဲ့အတန်းဖော်ရီကြားကခေမင်ရင်းနှီးမှုတွေကိုအလွန်အမင်းစိတ်မပေါ်ပါနဲ့တင်မလို့ချင်တာတွေကိုညှင်းဆိုတတ်ဖို့တင်ယူပါဆရာကတောင်းဆိုနေရင်တောင်းမှပေါ့အတန်းဖော်တူကတင့်ကိုအနုလက္ခဏာဆောင်တဲ့စကားပြောလိုက်ယုံကြည်မှုရှိရှိသုံးပြန်ပြီးကိုကာကွယ်ပါဒီမတရားခံရတယ်လို့ခံစားရတဲ့အခါပြမိဘတွေကိုချက်ချင်းပြောပြဖို့တတိယပါသူတို့ကအသင်ကိုအမြဲထောက်ခံအားပေးပါလိမ့်မယ်တင်ဆရာကအသင်ကိုဘယ်လိုမြင်နေဆိုတဲ့အပေါ်အရန်ကြီးစိတ်ထဲမထားပါနဲ့မတရားမှုနဲ့ရင်ဆိုင်ရတဲ့အခါမလုပ်ဘူးလို့ပြောဖို့တတိရှိပါမိမိကိုယုံကြည်မှုရှိအောင်အမြဲထိန်သိမ်းထားပါတင်ကလေးကိုအလွန်အမင်းနာခံလွန်းသူမဖြစ်ပါစေနဲ့အချက်ရှိချက်ကိုတေချာပေါက်ပြောပြပါ